မင်္ဂလာပါကြောက်ကြောမုံနှစ်စုံဝဲကိုကျွန်တော်အသုံးပြုထားပါတယ်တကြားကတော့မိမိအချိုစားနိုင်တဲ့လောက်ထိထည့်လို့ရပါတယ်ကျွန်တော်ကတော့နှစ်စုံထည့်ထားပါတယ်ရေကတော့1000 ml ကျွန်တော်ထည့်ထားပါတယ်ပြီးွားရင်တော့9မိနစ်လောက်ကျွန်တော်တို့စိမ်ပေးထားပါမယ်9မိနစ်ပြည့်သွားရင်တော့စပြီးတော့ကြောက်ကြောကိုကြိုးပါမယ်ကြိုတဲ့အခါမှာမီးအရင်ပြင်းလို့မရပါဘူးမီးအနေတော်နဲ့သုံးပြီးွားပြီဆိုရင်တော့အခုလိုမျိုးပွက်ပွက်ဆူလာတဲ့အချိန်မှာတရက်ဒီအမှဲ့တစ်လုံးကိုဆက်နဲ့ကြိတ်ပြီးတော့ကျွန်တော်ထည့်ထားပါတယ်အခုလိုမျိုးအဆက်မပြတ်မှွေနေပေးရပါမယ်တရက်ဒီထည့်ပြီးွားပြီဆိုရင်လည်းဆူလာပြီဆိုရင်တော့ကျွန်တော်တို့အသုံးပြုမဲ့ပကံနဲ့ကိုအခုလိုမျိုးအရင်ထည့်ပေးထားပါအုံနို့ကိုဆက်ပြီးကြိုးပါမယ်အုံနို့ကတော့900 ml ကိုကျွန်တော်သုံးထားပါတယ်ကြောက်ကြောတစုံခွဲထပ်ပြီးတော့ထည့်ပေးရပါမယ်အဆက်မပြတ်မှွေနေပေးရပါမယ်ဒီအုံနို့ထဲမှာအချိုအရသာလေးထည့်ခြင်းနဲ့ဆိုရင်တော့တကြားထည့်လို့ရပါတယ်ကျွန်တော်ကတော့မထည့်တော့ပါဘူးအုံနို့ပွက်ပွက်ဆူလာပြီဆိုရင်လည်းအခုလိုမျိုးကျွန်တော်တို့ဇွန်းလေးနဲ့ထည့်ပေးသွားပါမယ်ဒါအပေါ်ယံကနေကျွန်တော်တရက်ဒီအမှဲ့အတုံးလေးတွေကိုထပ်ပြီးတော့ထည့်ထားတာပါကြိုထားတဲ့အုံနိုးတွေကိုကျွန်တော်တို့တစ်ခါတည်းလောင်းထည့်လို့မရပါဘူးဇွန်းခွက်လေးနဲ့အခုလိုမျိုးအပေါ်ယံခတ်ထည့်ပေးမှကျွန်တော်တို့အခုလိုမျိုးအုံနိုးနှစ်ထပ်ကြောက်ကြော်လေးရမှာပဲဖြစ်ပါတယ်မြ мян စားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရေခဲတစ်တာထဲမှာထည့်ရင်တော့ကျွန်တော်တို့မြ мян လေးနဲ့အေးအေးလေးစားရပါတယ်ကျွန်တော်ကတော့အပြင်မှာပဲထားပါတယ်အရင်စားလို့ကောင်းတဲ့တရက်ဒီအုံနိုးကြောက်ကြော်နှစ်ထပ်လုပ်နည်းလေးပဲဖြစ်ပါတယ်လောက်ရတာအရင်လွယ်ကူပါတယ်